လေးနှစ်စာကျောင်းလာကားစိတ်ထဲကဘတ်သိန်း1000ကိုနှုတ်ပေးမဲ့ scholarship ကိုလည်း provide ပေးမဲ့အပြင်ကျောင်းဆောင်မှာလည်းအခမဲ့နေခွင့်ပေးမဲ့ရှိနာဝါတာ University ရဲ့ကျောင်းဆောင်ကိုတူတူလိုက်ကြည့်ကြရအောင်နော်တော်တော်များလည်းလာမိထားတာဆိုတော့ကျမလည်းကျောင်းတီကိုမဟုတ်ဘူးအဆောင်လေးထိပါဝင်လာခဲ့ပါတယ်ကျောင်းဆောင်ကတော့မိန်းကလေးဆောင်ယောက်ျားလေးဆောင်ဆိုပြီးခွဲထားတယ် security လည်းတရားဆောင်ကြည့်ထားတာကိုတွေ့ရပါတယ်ဝင်ချင်းမှာတော့ living room လေးလည်းရှိပါတယ်သူကတော်တော်လေးကိုကျယ်ပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်ခုံလေးတွေနဲ့တခြား space လေးခွဲထားအောင်မလို့ assignment meeting နေဆိုလဲ library ကိုဒိုးတကားသားလို့ဆရာမလို့တော့ဘူးကိုမ ACC လေးပဲအဆောင်မှာပဲလုပ်လိုက်ရုံပဲပြီးတော့ first floor မှာပဲ kitchen လေးလည်းရှိရယ်ပြီးတော့ kitchen လေးရလည်းဒီထဲမှာမြင်ရတဲ့အတိုင်းပဲတော်တော်လေးကိုကျယ်ပါတယ်ပြီးတော့လေ microwave ရဲ့ရေခဲတတာရေကိုလည်းအနည်းဆုံး2လုံးစီထားပေးထားပါတယ်ဒါကတော့ kitchen လေးကနေလမ်းမြင်ရတဲ့ရှုခင်းလေးပေါ့နော်ဒီကျောင်းရဲ့ vibe ကိုပြောရမယ်ဆိုရင်လေအရင်အေးချမ်းပြီးတော့တဘာဝလေးထိတွေ့နေရတဲ့အရာလေးကိုတော့တော်တော်လေးသဘောကျရဲ့ရှင်အဲ့ဒါနဲ့ပဲအခန်းထဲကိုသွားမွေးဖို့ကျမတို့ elevator နဲ့အပေါ်ကိုတက်ခဲ့ကြပါရဲ့ရှင်တခန်းကိုဂရင်6လုံးတွေ့ခဲ့ရပါတယ်ဂရင်6လုံးဆိုပေမဲ့သူက personal space လေးလေးရအောင်လုပ်ပေးထားရဲ့ရှင်ဒီမှာဆိုရင်ကိုပိုင်စာကြည့်စပွဲလေးရဲ့ view လေးရဲ့အဲ့လိုလုပ်ပေးထားတော့ကိုပိုင် space လေးချပေးထားတယ်လို့ပဲပေါ့နော်အဲ့ရကလည်းအပေါ်မှာဆိုတော့သူ့စကားတွေကလိုမျိုးပဲလေကားလေးတက်ပြီးတော့သွားအိတ်လိုက်ရုံပဲပြီးတော့လေဒီလိုမျိုးအဆောင်မှာနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီပတ်စံလေးမကုံရဘူးတက္ကသိုလ်ဘွားအောင်လေပြပြဝခံစားရမယ်လို့ထင်နေရှင်နောက်ထပ်သဘောကျတာလေးကလေရေချိုးကန်းနဲ့အင်တာကိုလေတခန်းစီလုပ်ပေးထားတော့ရေချိုးကန်းအင်တာလို့ရတယ်တိတ်မဖြစ်တော့ဘူးလို့ထင်တယ်ပြီးတော့အဝိရှော်ဆက်ရေခဲတစ်တာကလည်းအခန်းထဲမှာတစ်ခါလေးပါပြီးသားပဲကျမနဲ့ကျမတငယ်ချင်းမှာနှစ်ယောက်သားသဘောတွေကြပြီးမဲရဆက်ပြီးရွာဆွဲခဲ့ကြတာလေဒီအဆောင်ကလည်းကျောင်းဝင်းထဲမှာလုပ်ပေးထားတာဆိုတော့အဆောင်ကနေထွက်ချင်းပဲကျောင်းဝင်းထဲပဲရောက်ဆိုတော့တိတ်ပြီးတော့လေ transportation ဘာညာလဲစိတ်ပူစရာမလိုတော့ဘူးလို့ထင်ပါတယ်ရှင်ကဲဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော် bye bye